မြင်းလေးကောင်နဲ့သူကလဲနေတယ်အဲ့အပြင်တော့ပုံမှန်ရှိနေတာ Victory နတ်ဖျားပေါ့နော်အောင်မြင်ရေးနတ်ဖျားအဲ့ထိတ်မှာကျတော့ဂျာမန်တွေရဲ့အထွတ်ထိပ်ထားတဲ့သိန်းညက်သူရဲ့တမျိုးချင်းစီထုတ်ကြတယ်အဲ့တော့ BR ကြီးပဲအမျိုးပေါင်း200ကျော်ရှိတယ်ပေါင်မုတ်ကြီးပဲအမျိုးပေါင်း300ကျော်ရှိတယ်ဝုတ်အကြောင်းဆိုလည်းပဲသူတို့ပြည်နယ်တစ်ခုချင်းစီတော့မသွားရင်တော့အရာပြီ